မောက်တော့ပဲခေါ်မလဲမားလေကင်မရာမန်ပဲခေါ်ပါလိုက်တော့မယ်နော် ဟုတ်မင်္ဂလာပါညီမလား မင်္ဂလာပါမ laptop လေးကြည့်ချင်လို့ရှင် ဟုတ်ကဲ့ရှင်ထိုင်ပါနော်ညီမ laptop ကြည့်ချင်လို့ဟုတ်ကဲ့ ဘာလေးသုံးနေတယ်ညီပေါ့ laptop အမြင့်ဆုံးနဲ့ဈေးအများဆုံးများပြပါနော် တော့အကောင့်တော့အမြင့်ဆုံးဆက်မရှိအကောင့်ဆုံးအမြင့်ဆုံးပြပါမယ်နော်ဒါမျိုးလေးရှိမယ်နော်ဒါလေးက performance လည်းမြင်မယ် CPU အနေနဲ့ဆို i7 နဲ့လာတယ်ကွာညီမရေ 11 gen generation ကလည်း11 gen ဖြစ်တဲ့ကြောင့်မို့အခုလည်းနောက်ပိုင်းကမှအရင်အမနိမ့်မမြင့်ပေါ့နော်30 gen 40 gen ထွက်နေပြီ11 gen ဆိုတာနေ့နဲ့တည်းမှာမပါတော့ဘောနော် performance ကောင်းမယ် SSD ကRAM က16 GB ဖြစ်မယ် SSD က512 GB ဖြစ်မယ်အတွက်လုံးဝကိုမိမိုက်တယ်ကွာဘာ software လာဘာလာ download ရမယ်ပြီးတော့ကြောက်တစ်ခုဘာပါလဲဆိုတော့ touch screen ရမယ် touch bar ဖြစ်တဲ့အတွက်ကြောင့်လုံးဝဒီတို့ထိပြီးတော့ phone screen လိုမျိုးဟိုလောလောကူတို့ထိလို့ရမှာကွာဒီ touch တော့သုံးတာတွေကို use လို့မဖြစ်သေးဘူးဆိုလို့ရှိရင်ဒီ touch screen ကိုဒီ touch လေးနဲ့သုံးလို့မလုံးဝမိုက်တော်တော်လေးနဲ့ကိုပုံဆွဲကျင်လား engineer software သုံးကျင်လား engineer software graphic မပါတဲ့အတွက်ကြောင့်အရင်တော့ recommend မပေးဘူးပေါ့နော်ဒါပေမဲ့ဟိုတခြားပေါ့နော်ဟိုပုံဆွဲတာလေးတွေတခြားစင်းစရာလောက်တာပြီးတခုတောက်နဲ့ YouTube ကြည့်တာဒီလိုလွှတ်သွားကနေလို့ကြော်လိုက်လို့ရတယ်ပေါ့နော် test ပါတဲ့အတွက်ကြောင့်လုံးဝကိုအရန်ကိုထိတွေ့မှုခံစားမှုကအရန်ကို smooth ဖြစ်တယ် RAM နဲ့16ဖြစ်တဲ့အတွက်ကြောင့် multi testing ကောင်းအောင်သုံးလို့ရမယ်360 flip ဒီလိုချိုးလို့ရမယ်ရိုင်းမိုက်တယ် coffee ဆိုင်လေးပဲတော့ဘာလေးပဲတော့ဒီဟာလေးကင်သွားလို့လုံးဝ sweat ကြနေမှာကညီမနော်လုံးဝကိုနောက်မှာကောင်းလေးတွေလိုက်ငေးနေရဒီတော့လေးကင်နော် မဒါလေးကိုတော့သဘောကျသွားပြီ ဟုတ် ဒီဟာလေးကတော့မဈေးဘယ်လောက်လဲမသိဘူး ဈေးလေးကမှယူတာ18သိန်း9000နဲ့ပဲရှိပါမယ်နော်ဒါလေး HP Elite series ပါပေါ့နော်18သိန်း9000 ဟိုအဲ့တော့ကြတော့မအဲ့လောက်ကြတော့မတက်နိုင်ဖြစ်နေတယ် သူကတော့ performance ကဒီလောက်ဆိုဒီလို CPU ဒီလောက်ဆိုဒီဈေးတော့သွားတယ်ညီမလေးညီမလေးကဘယ်လောက်ဟိုဖြစ်လဲဈေးကတော့မတော့အနည်းချင်းတော့တက်နေတယ်များတော့ညှိပေးပါတယ် အမသူ့ရဲ့မူရင်းဈေးက 18သိန်း9000 ရှစ်သိန်းကိုသာအဲ့ဒါဆိုရင်16သိန်းနဲ့မရဘူးလား အဆင်ပြေလားမသိဘူး 16သိန်းနဲ့မရဘူးပေါ့မ 16သိန်းနဲ့ရတော့လေဘယ်လုံးမမြင်16သိန်းနဲ့လိုချင်တော့အမောက်လည်းခေါ်သွားတော့ မောက်တော့ပဲခေါ်မလဲမားလေကင်မရာမန်ပဲခေါ်ပါလိုက်တော့မယ်နော်